အားလုံးမင်္ဂလာပါရှင်တက်တက်လည်းဖြစ်ပါတယ်ဒီနေ့ဆိုရင် room tour ပေါ့နော် room tour ဆိုတာအိမ်ကိုမိတ်ဆက်မှာပါအိမ်မှာဘာလို့မိတ်ဆက်တာလဲဆိုအိမ်ကပြောင်းထားလာဆိုမဟုတ်ပါဘူးရင်အိမ်မှာပဲအရင်တော့မအားလို့ပေါ့နော်အဲ့လို Facebook မှာရက်ဗီဒီယိုတင်ကြတယ်ဒါပေမဲ့ Facebook မှာဗီဒီယိုတင်ဖို့မအားဘူးဖြစ်တဲ့တော့ကကျတော့အခုလိုမျိုး3ရက်4ရက်လောက်အိမ်မှာနားယူပြီးတော့အားနေတဲ့အချိန်ကျလုံးဆရာမရှိဘူးပေါ့နော်လုံးဆရာမရှိတဲ့အတွက်အခုလိုဗီဒီယိုလေးရိုက်ပြီးတော့အိမ်လေးကိုပေါ့နော်တစ်ချက်ပြပေးမှဖြစ်ပါတယ်ဒီမှာရှိတဲ့ပစ္စည်းတွေကတော့ကိုယ့်ကို decoration လေးတွေဘယ်လိုဆင်ထားလဲအိမ်ကိုဘယ်လိုရှာခဲ့ရလဲဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့ဒါလေးတွေကိုအခုရောက်လာတဲ့ကလေးတွေပေါ့နော်အခုကိုရီးယားရောက်လာတဲ့ကလေးတွေလည်းသိအောင်လို့ပေါ့နော် sharing လုပ်ပေးရဖြစ်ပါတယ်အိမ်ရဲ့ main point လို့ပြောလို့ရှိရင်တော့ဒီနေရာပဲပေါ့နော်ပထမဒီနေရာမှာအိမ်ရထားဖို့စဉ်းစားအိမ်ရထားဖို့စဉ်းစားရဆိုပေမဲ့ဒီကြည့်လိုက်တော့မိုးကြောင်ပေါ့နော်ဥပမာဗတင်းမောက်ဖွင့်တဲ့အခါကျရင်တွားပြီလေနော်အဲ့ရတွေဆိုပုံမှန်ဖြစ်တာလည်းပါတယ်ပြီးတော့သူများတွေ decoration လုပ်တဲ့လူတော်တော်များများကအကြံပေးတာကြတော့ပေါ့နော်ဒီလိုဗတင်းမောက်ရှိတဲ့နေရာမှာကျတော့အဲ့လိုစပွဲထားတာကပိုအဆင်ပြေတယ်ပေါ့နော်လွန်ခဲ့တဲ့နှစ်ကပေါ့နော်အိမ်မပြောင်းခင်တည်းကသူတို့စိုက်ထားတာလေအခုတစ်နေ့ကြော်ပြီပေါ့နော်အိမ်ပြောင်းပြီးလို့မှတစ်နေ့ကြော်လာအခါမှာသူကဒီလိုအသီးလေးတွေအောင်တီးနေပေါ့နော်ဒါကြတော့အကြိုက်ဆုံး point တွေကသူလည်းတစ်မျိုးပဲပေါ့နော်တိမ်လုံးကမကြိုက်တဲ့နေရာမျိုးအကုန်ကြိုက်တယ် live Netflix ကြည့်မလားဒါမှမဟုတ်လို့ရှိရင် YouTube ကြည့်မလားပေါ့နော်ပြီးမြန်မာဆိုရင်ဒီမှာမြန်မာပေါ့နော်မြန်မာကားကြည့်ချင်တာလားအကုန်လုံးပေါ့နော် premium ဝယ်ထားတာဖြစ်တဲ့တော့ကကြတော့အိမ်ထဲဝင်သွားလို့ရှိရင်အပြင်တစ်ခေါက်ပြန်ထွက်ဖို့ဆိုဘလုံးဝဖြစ်နိုင်အောင် series တစ်ခုကို12နာရီလောက်ကြာတာဆိုတော့လေTV ကြည့်ကြလို့ရှိရင်ဒီလိုအိပ်ရာပေါ်ကနေပြီးတော့သူကကြည့်ရတာဆိုတော့လေအိပ်ရာနဲ့ TV ကတော့ဆက်ထစ်လို့ဖြစ်နေတာပေါ့နော်တက်ဆက်လို့ဖြစ်ပြီးတော့ sofa မလို့ပေါ့နော်အဲ့ရဆိုလဲပေါ့နော်ဒီမှုရဆိုရင် separate တော့ရေမြုပ်တော့မှုရပေါ့နော်မှုရကကြတော့အရင်လည်းဈေးရမကြည့်ဘူးအရင်လည်းမတက်တာဘူးပေါ့နော်အဓိကကြတော့ခါတားမနာပဲနဲ့အိတ်တဲ့ခါကြလို့ရှိရင်ခေါင်းပလေးအိတ်တဲ့လူတွေဆိုတော့လေခေါင်းတစ်ခါကျရင်မသုံးတစ်ခါကျရင်ခေါင်းပလေးအိတ်တဲ့လူတွေအတွက်ဆိုတော့အဆင်ပြေရပေါ့နော်ဝင်ခဏကိုအထက်ကိုဣပြီးဝင်သွားတဲ့အခါကျရင်လဲပဲမနာဘူးပေါ့နော်ဒီမှာဆိုရင်ခါလေးနည်းနည်းစောင်းတယ်ပေါ့နော်တစ်ဖက်ကိုအရင်အားသုံးတဲ့လူတွေဆိုရင်ခါစောင်းတဲ့အခါမျိုးရှိအဲ့လိုမျိုးဆိုရင်ဒီမှုရအသုံးပြုတဲ့အခါကျလို့ရှိရင်ခါရိုးပြန်ပြီးတော့တဲ့စီရလို့ပြောရပေါ့နော်အဲ့လိုမျိုးအချက်တွေကိုတိကျကြည့်ပြီးတော့ဝယ်ထားရမှုရမှာဘုကတိဟုတ်လားကြားတဲ့အတိုင်းမျိုးပေါ့နော်ပစ္စည်း brand ဝယ်လာဝါသနာပါတယ်ပေါ့နော်အဲ့လိုစုရတာဝါသနာပါတယ်ဒါကကြတော့ကိုရီးယားမှာဟိုပါပေါ့တရားကြီးရစကားပြန်ပေါ့နော်စကားပြန်ကတ်ရှိတာအဲ့ဒါတင်အောင်ဝင်မတင်ရသေး Facebook မှာတင်မှုကြွားဖို့မကြွားနိုင်ဘူးပေါ့နော်စကားပြန်ကတ်ရှိတာဆိုတော့သူ့ကိုလည်းခါဆိုတော့သူ့ကိုလည်းဒီ brand တွေပါတော့ထားတာပေါ့နော်ကျမစကားပြန်မှာရှင့်ဒါကကြတော့တငယ်ချင်းအောင်နေဆိုတိကြမှာပေါ့နော်အရန်တယောက်တည်းပဲကြည့်တယ်တူတယောက်အိုက်လိုဖြစ်တဲ့အတွက်ကိုသူ့တယောက်တည်းကိုဒီလိုမျိုးထားတာသူ့ကြောင့်လည်းကိုရီးယားကိုရောက်လာတယ်ဆိုပါတော့မီးဖို့ကြောင့်ပေါ့နော်မီးဖို့ကြောင့်တော့သူကဘာမှတော့မဟုတ်ဘူးဒါပေမဲ့တယောက်သေးဆိုတော့လေရိုင်းကြဲတော့မရှိဘူးပေါ့နော်ဒီမှာချက်တဲ့နေရာရယ်ပြောလို့ရှိရင်ဒီမှာလှီးတာဖြတ်တာဒီပေါ်မှာလောက်ပြောလို့ရှိရင်ဒီမှာစီးတာကြောတာပေါ့နော်ဒါလေးပဲရှိရယ်အရိုင်းလက်ချက်မစားပြတော့လေအိမ်မှာချက်စားရတော့ဝယ်စားတာများတော့မီးဖို့ကြောင့်ကအဲ့လောက်ထိအကြီးမလို့တော့လေမီးဖို့ကြောင့်တော့နည်းနည်းကျင်းတယ်သူကဒီလောက်ပေါ့နော်မီးဖို့ကြောင်အကုန်ပဲဒါမီးဖို့ကြောင်အကုန်ပဲဒီလောက်ကလေးပေါ့နော်ချင်းလေးအပေါ်မှာကျတော့မြန်မာနိုင်ငံအမြေဝယ်ပြီးလိုက်တဲ့အဲ့လိုဘာတော့အချောက်ချမ်းနေအဲ့ဒါအကုန်လုံးကြာဒီမှာလို့ဖုန်းလေးနဲ့ထည့်ထားပါတော့နော်အဲ့လိုမျိုးရှိတယ်ဒါတော့ကျမပါရှင်အလှပြင်နေရပါတော့အလှပြင်လို့ရှိရင်ဒီလိုမျိုးလေးထိုင်ပြီးတော့အလှပြင်လို့ရှိရင်ကင်ကအမြဲတမ်းနှိမ့်လုပ်တဲ့လူမဟုတ်တော့အများကြီးတော့မရှိဘူးဒါတော့မှခုရက်ပိုင်းမျက်နှာနှိမ့်တိုင်းကတ်လို့ရှိရင်ဘာဖြစ်တယ်အမဲဆက်တွေပျောက်တယ်ဆိုလို့ပေါ့နော်မီရှားနေဝယ်ထားရလေးရှိမယ်ဒီကကြတော့ဒီရောကနေပြီးတော့အခုသုံးပြစ်နေရပေါ့လို့ရှင်ပေါ့နော်အဲ့ဒီအပေါ်ကနေပြီးတော့ဒီဟာလေးထပ်လိုက်တယ်ဒါလေးထပ်လိုက်လို့ရှင်ပြီးပြီပေါ့နော်ပြီးလို့ရှင်အလှလေးပါလေးဒီပါမှာပေါင်နာလေးပါလေးရိုက်နှခမ်းလေးနဲ့ဆိုးလို့ရှင်ပြီးပြီပေါ့နော်အလှပြင်ပစ္စည်းကတော့အရင်အများကြီးမရှိရတော့ကကြတော့ဒီလောက်ပါပဲဒီဗီဒီယိုကလေတော်တော်ကြီးရည်ဒီလားဗီဒီယိုကလေဒီအကန့်3ကတ်စလုံးဗီဒီယိုပေါ့နော်ဘယ်မှာဆိုရင်ကအနွေးတယ်လေဗီဒီယိုထဲမှာဆိုရင်ပြီးအနွေးတယ်တွေအဲ့လိုမျိုးနွေးတယ်ထည့်ထားရဲအဲ့လိုပဲရှိရပေါ့နော်ဒီဘက်အကန့်မှာဆိုမပြတော့ဘာလို့လဲဆိုတော့သူအတွင်းကနေပါတော့လေအဲ့ဟိုပေါ့နော်ပပလေးပေါ့ဒီပပလေးထည့်ဒီလောက်ပဲအဲ့လောက်ထိအဝတ်စားအများကြီးမရှိဘူးဒါတော့ရေချိုးကန်းပေါ့နော်ရေချိုးကန်းမှာဆိုလဲအဲ့တိုင်းပဲရေချိုးကန်းမှာဆိုလဲဟောပေါ့သူကရေချိုးကန်းကြတော့ဒီလိုမျိုးတက်ပေါ့နော်ရေချိုးကန်းကတက်ဒီမူးရင်းပြတော့နော်
ကျမပြခဲ့ကျမရင်အကုန်ပါပဲဗီဒီယိုလေးကိုကြည့်ရှုပေးတယ်တူတူတယောက်ချစ်ဆိုတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်အိမ်နေကြည့်ပြီးမချပါနဲ့အိမ်ရှာလို့ရှိရင်မလို့2လတိတိကိုဘူတုံးဆန်9ခုလောက်နဲ့ပေါ့နော်အဲ့လိုမျိုးအိမ်ကိုရှာပါနော်ဘူတုံးဆန် application တွေအများကြီးရှိဒါပေမဲ့အဲ့မှာမှနံပါတ်1စိတ်ချဆိုတာ Naver application ပေါ့နော် Naver application ကဈေးနှုန်းကအပြင်ဈေးနှုန်းပါပဲရှင်အခြားတွေမှာဆိုတွေ့ပါလိမ့်မယ်အိမ်ပြတာတော့ဟုတ်တိပတ်တိလန်ထွက်တာပဲတကယ်ကြီးသွားကြည့်လိုက်တဲ့ခါကျလို့ရှိရင်တက်ဆင်အောင်လွယ်ပေါ့နော်အဲ့လိုမျိုးတွေတအားများတယ်ဖြစ်တဲ့တော့ကကျတော့အင်ချာခြင်းနဲ့ဆိုရင်နံပါတ်1အကောင်းဆုံးကနေပါ application ရှာပါလို့မဲ့အိမ်မက်လာဒီမှာ decoration လေးဆင်